ကဲအားလုံးမင်္ဂလာပါနော်ကျွန်တော်မိထားတဲ့0809929632ဆိုတဲ့နံပါတ်တွဲလေးပေါ့နော်ဒီနံပါတ်တွဲလေးကအိမ်အောင်ရှိတယ်ဒါမဲ့ဒီနံပါတ်လေးကင်ပြီးတဲ့နောက်ပိုင်းမှာအိမ်အောင်ကြီးပြဿနာပိုများလာတယ်အိမ်အောင်ကြီးမှာပို့ပြီးတော့အဆင်မပြေဖြစ်လာတယ်ဆိုလို့ရှိရင်တော့ဒီနံပါတ်လေးကိုပယ်ရမှာပေါ့နော်ဒီနံပါတ်ကလေးကကြတော့သူကဘယ်လိုကောမလဲအိမ်အောင်ရှိမရှိရွေးတယ်နောက်ပြီးတော့အတက်ရွယ်ပေါ့နော်အတက်ရွယ်ရွေးတဲ့နံပါတ်တွဲလို့ခေါ်ပါတယ်နော်အဓိကတော့3နှစ်နောက်ပိတ်ကိုပြောချင်တာပေါ့နော်ဒီနံပါတ်လေးကဆိုင်းလည်းရှိတယ်လက်လည်းရှိတယ်သွေးခေါ်တွေကောင်းတယ်ငွေကြေးကြီးကြီးမားမားလည်းရနိုင်တယ်ငွေရှာတဲ့နေရာငွေရှာလည်းတော်တယ်ဆိုတဲ့နံပါတ်တွဲလေးပါပဲเนาะဒီနံပါတ်တွဲလေးကစောနာပြောသလိုတကယ်လို့ကိုကကင်ထားတယ်အိမ်အောင်ကြီးပြဿနာများတယ်ဆိုရင်ဒီနံပါတ်တွဲလေးကိုပယ်ရမယ်เนาะတကယ်လို့အိမ်အောင်ကြီးပြဿနာမများဘူးအဆင်ပြေတယ်နားလည်မှုရှိတယ်ဒါမျိုးဆိုရင်တော့ကင်လို့ရပါတယ်เนาะကျွန်တော်ကအခုဒီဗီဒီယိုဖိုင်လေးနဲ့မျှဝေပေးလိုက်ပါတယ်เนาะတကယ်လို့နောက်ထပ်သိချင်တာလေးတွေရှိတယ်ဆိုလို့ရှိရင်လည်းမေးမြန်းလို့ရတယ်တိုင်ပင်လို့ရပါတယ်เนาะကျွန်တော်စီမှာအကျိုးပေးနံပါတ်တွေကောင်းကျိုးနံပါတ်တွေတစ်ချိန်ဝယ်တာနဲ့အမြဲတမ်းကင်ဖုန်းနံပါတ်တွေလိုချင်တယ်ဆိုလို့ရှိရင်လည်းဆက်သွယ်လို့ရပါတယ်เนาะကဲအားဆိုရင်ကျွန်တော်ပြန်ဖြည့်ပေးလိုက်ပါပြီเนาะ